အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးထဲမှာတော့အခြေခံတိုင်ရှည်ထိုးနည်းကလေးကိုပြပေးမှာပဲဖြစ်ပါတယ်ရှင်အခြေခံတိုင်ရှည်ထိုးနည်းကလေးထိုးဖို့ဆိုရင်ဖုန်မီကလေးတွေထိုးလာခဲ့ရပါမယ်နော်ဖုန်မီကလေးတွေထိုးလာခဲ့ပြီးပြီဆိုလို့ရှိရင်တော့တိုင်ရှည်ထိုးမဲ့နည်းကလေးကိုပြပေးပါမယ်ရှင်ဒီမှာလည်းပဲတိုင်ရှည်လေးရဲ့အမြင့်ကဖုန်မီကလေး3ခုစာနဲ့ညီမျှတယ်လို့ယူဆရပါတယ်ရှင်ဖုန်မီကလေး3ခုကိုရည်ပါမယ်နော်ဒီအထွက်ထားတဲ့အပေါက်ကလေးမပါပါဘူးနော်ဒီကကက်ရက်မှာဖုန်မီလေးတစ်ခုဒီမှာနောက်တစ်ခုဆိုတော့ဖုန်မီ2ခုဒီကတစ်ခုနဲ့ဆိုရင်ဖုန်မီကလေး3ခုပါနော်ဒီလိုဖုန်မီကလေး3ခုကိုကြော်ပြီးတော့4ခုမြောက်ဖုန်မီကလေးမှာအကလေးဝင်ထိုးရပါမယ်4ခုမြောက်ဖုန်မီကလေးပါနော်အဲ့ဒီမှာအကလေးထိုးဖို့ဆိုရင်ခြီလေးကိုတရေးရစ်လိုက်ပါမယ်ပြီးရင်တော့၄ခုမြောက်ဖုန်မီကလေးတွေကိုဝင်ပြီးတော့ထိုးလိုက်ပါပြီပြီးရင်တော့ခြီလေးကိုကလော်လာပါမယ်ဒီအချိန်မှာအကလေးပေါ်မှာခြီလေးတွေ3ရက်ရှိပါတယ်နော်1 2 3ရက်ဆိုပြီးရှိပါတယ်ခြီကလေးကိုဒီမှာတော့နောက်ခြီလေးတွေဖြုတ်တော့မယ်ဆိုရင်ဒီမှာအမှကျိုးလေးကိုရစ်မယ်ပြီးရင်တော့ဒီအရှိကကျိုးလေးနှစ်ကွင်းကိုတစ်ခါရစ်လိုက်ပါတယ်ပြီးရင်နောက်ထပ်ကျန်တဲ့နှစ်ကွင်းကိုတစ်ခါရစ်ပြီးဆွဲထုတ်လိုက်ပါတယ်နော်ဒါဆိုရင်တော့တိုင်ရှည်ထိုးနည်းကလေးတိုင်ရှည်လေးတစ်ခုရပါပြီနောက်တစ်ခေါက်ထပ်ပြပေးပါမယ်တိုင်ရှည်လေးထိုးဖို့ဆိုလို့ရှိရင်အမှတရစ်ရစ်မယ်ပြီးရင်တော့ဖုန်မီအပေါက်လေးတွေကိုအလေးထိုးထည့်လိုက်ပါမယ်ပြီးရင်ကြိုးစာလေးကိုဆွဲပြီးတော့ထုတ်လာခဲ့ပါမယ်နော်ဒါဆိုရင်တော့အပေါ်မှာအခုကြိုးလေး3ရက်ရှိနေပါပြီနော်ကြိုးလေး3ရက်ရှိနေပြီဆိုရင်တော့ဒီအပေါ်ကကြိုးလေးကို2ရက်တစ်ခါဆွဲထုတ်ရပါမယ်အရှိ2ရက်လေးကိုအရင်ဆွဲထုတ်ပြမယ်နော်ဆိုတော့ကြိုးလေးဆွဲထုတ်ဖို့ဆိုရင်အမှတရရမယ်အရှိက2ရက်ကိုတစ်ခါဆွဲထုတ်တယ်အခုအပေါ်မှာနောက်ထပ်2ရက်လေးကျန်တာကိုနောက်တစ်ခါဆွဲထုတ်လိုက်ပါမယ်ဒါဆိုရင်တော့တိုင်ရှည်လေးတစ်ခုရပါပြီနောက်တစ်ခါအတူတူထပ်လေးကျင့်ကြပါမယ်နော်တိုင်ရှည်လေးထိုးဖို့အတွက်အလေးမှာတရရစ်တယ်ပြီးရင်ဖုန်မီအပေါက်လေးတွေကိုအလေးထိုးထည့်တယ်ခြီလေးကိုဆွဲပြီးတော့ကလော်လိုက်တယ်ပြီးရင်တော့2ရက်တစ်ခါဖြုတ်မယ်ကြံနေတဲ့နောက်ထပ်2ရက်ကိုလည်းတစ်ခါဖြုတ်ပါမယ်ဒါဆိုရင်တော့တိုင်ရှည်လေးတစ်စီရနေပါပြီเนาะနောက်ထပ်ပြပေးပါဦးမယ်ရှင်အမှတရရစ်မယ်ဖုန်မီအပေါက်ကလေးထဲမှာအကိုထိုးထည့်တယ်ခြီစာလေးကိုဆွဲထုတ်လိုက်တယ်ဒီလိုလေးရနေပြီပြီးရင်တော့အရှိက2ကွင်းကိုတစ်ခါဖြုတ်မယ်ပြီးရင်နောက်ထပ်ကျန်တဲ့2ကွင်းကိုတစ်ခါဖြုတ်ရပါမယ်ဒီလိုဆိုရင်တော့တိုင်ရှည်ထိုးနည်းကလေးကိုနားလည်လိမ့်မယ်လို့ယူဆပါတယ်เนาะထပ်ပြီးတော့ပြပေးပါဦးမယ်ရှင်ဒီလိုမျိုးလေးတွေတိုင်ရှည်လေးတွေရနေပါပြီเนาะပြီးရင်တော့နောက်ဆုံးဖုန်မီအပေါက်ကလေးထဲမှာလည်းထိုးလိုက်ရပါမယ်เนาะဒီလိုမျိုးလေးတွေထိုးလာတာတိုင်ရှည်လေးတစ်တန်းလုံးရပါပြီเนาะ
နောက်ထပ်တိုင်ရှည်လေးတစ်တန်းဒီအပေါ်မှာထပ်ပြီးတော့ထိုးမယ်ဆိုလို့ရှိရင်တော့ဖွန်မီလေး3ကထိုးပေးရပါတယ်1 2 3ဖွန်မီလေး3ကထိုးလို့ပြီးပါပြီเนาะတိုင်ရှည်လေးရဲ့အမြင့်ကဖွန်မီလေး3ကနဲ့ညီမျှတယ်လို့ယူဆရပါတယ်เนาะပြီးရင်တော့ဒီခြီလေးကိုလှည့်လိုက်ရပါမယ်လှည့်လိုက်ပြီးပြီဆိုရင်တော့တိုင်ရှည်လေးစပြီးတော့ထိုးပါမယ်တိုင်ရှည်လေးထိုးဖို့ဆိုရင်အမှတရေရစ်တယ်ဒီကအပေါက်ကလေးတွေကိုတစ်ခါတည်းထိုးထည့်မယ်เนาะပြီးရင်တော့ခြီလေးကို2ရက်တစ်ခါဖြုတ်တယ်နောက်ထပ်2ရက်ကိုတစ်ခါဖြုတ်ပါတယ်ဒီလိုမျိုးလေးပါเนาะနောက်ထပ်ကရက်မှလည်းတိုင်ရှည်လေးထိုးဖို့လုပ်ပြပါမယ်เนาะဒီလိုမျိုးကလေးတွေရပါမယ်เนาะတိုင်ရှည်ထိုးနည်းကလေးကိုလည်းကြည်ညက်အောင်လေ့ကျင့်ကြည့်ကြပါဦးเนาะဒီလိုမျိုးကလေးတွေရပါတယ်ရှင်တိုင်ရှည်ကလေးကိုတော့ double crochet လို့ခေါ်ပါတယ်เนาะသင်္ကေတအနေနဲ့ကတော့ DC လို့ရေးပါတယ်တိုင်ရှည်လေးရဲ့သင်္ကေတကတော့ DC ကလေးဖြစ်ပါတယ်ရှင်ဒီတိုင်ရှည်ထိုးနည်းကလေးကခြိထိုးတဲ့နည်းပညာမှာအရန်ကိုမှအသုံးများလို့ဒီတိုင်ရှည်လေးတွေကိုအသုံးပြုပြီးတော့project လေးတွေအများကြီးဖန်တီးလို့ရတာမို့လို့တိုင်ရှည်ထိုးနည်းကလေးကိုကြည်ညက်အောင်လေ့ကျင့်ကြပါဦးเนาะဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကိုဒီလောက်နဲ့အဆုံးသတ်လိုက်ပါတယ်เนาะ